ဘသူကထင်ထားမှာလဲအခုမြင်နေရတဲ့လေလုံးထွားနေတဲ့ဟုံးမိသားစုရဲ့ဘိုးဘေးဟုံးဦးချင်းဟာဒုတိယအဆင့်ဖြစ်တဲ့နိဗ္ဗာန်အဆင့်ဦးတည်ခြင်းကျင့်စဉ်အဆင့်ရှိတာတောင်မှဝမ်လင်ကိုတွားရောက်ရန်စမိလို့နောက်ဆုံးမှာတော့ဆွေမျိုးသားချင်းတွေစွန့်ခွာခြင်းခံရပြီးအဆက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပါတယ်今日起管梅便是老夫关门弟子ပိုပြီးအံ့ဩဖို့ကောင်းတာကဒီပြဿနာတွေအားလုံးရဲ့တရားခံဟာဝမ်လင်ရဲ့ရန်သူဟောင်းယိုမေဖြစ်နေတာပါပဲဒီနေ့ကစပြီးယိုမေဟာငါရဲ့နောက်ဆုံးပိတ်တပည့်ပဲလို့ဟုံးဦးချင်းကကြွေးကြော်ခဲ့ပေမဲ့တကယ်တော့ဒါဟာလောကမှာအယုတ်မာဆုံးအကြံစီတစ်ခုပါဟုံးဦးချင်းဟာကျန်းဟွန်ဂျိုရဲ့အင်အားကြီးဟုံးမိသားစုကဘိုးဘေးတဦးဖြစ်ပြီးရိုတန်ကျဲစုနယ်မြေမှာနာမည်ကျော်တဲ့ဒုတိယအဆင့်ကျင့်ကြံသူတဦးပါသူတို့မိသားစုဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကဒုတိယအဆင့်ကျင့်ကြံသူ2ယောက်ရှိခဲ့ပြီးနတ်ဖျားနယ်မြေကဆင်းသက်လာတဲ့ဘိုးဘေးကခြံထားခဲ့တဲ့နတ်ဖျားယတနာတွေကြောင့်လူတိုင်းခံရခဲ့ရတာပါဟုံးမိသားစုရဲ့အခြေခံအုတ်မြစ်ဟာတည်ဆုံသွားပြီဖြစ်တဲ့သူတို့ရဲ့ဘိုးဘေးစီကလာတာပါသူဟာနတ်ဖျားနယ်မြေကဖြစ်ပြီးကျင့်စဉ်အဆင့်ဟာနိဗ္ဗာန်အဆင့်တန်းဆင်ခြင်းထိရှိခဲ့သူပါသူကွယ်လွန်ချိန်မှာမိသားစုအတွက်နတ်ဖျားယတနာတစ်ခုနဲ့နတ်ဖျားအဆောင်လက်ဖွဲ့တစ်ခုခြံထားခဲ့ပါတယ်ဒါပေမဲ့ဟုံးမိသားစုရဲ့ကန်ဆိုးမှုကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကဟုံးဟူရှန့်ဆိုတဲ့ဘိုးဘေးတဦးဟာနတ်ဖျားနယ်မြေမှာကွယ်လွန်သွားပြီးနတ်ဖျားယတနာပါပျောက်ဆုံးသွားခဲ့တာပါပဲအဲ့ဒီချိန်ကစပြီးဟုံးဟူချင်းတယောက်တည်းကသာမိသားစုကိုခက်ခက်ခဲခဲထိန်းချောင်းလာခဲ့ရပါတယ်ဒါပေမဲ့ဟုံးဟူချင်းရဲ့ပါရမီကအကန့်အသတ်ရှိနေပြီးသူ့ရဲ့ကျင့်စဉ်ဟာတစ်သက်လုံးရှေ့ဆက်မတက်နိုင်တော့တဲ့အခြေအနေဖြစ်နေပါတယ်အဆင့်တက်ဖို့နီလန်းရှာရင်မဟာမိတ်ကျေဆူဒန်ဘက်ကိုရောက်သွားချိန်မှာကျူချွဲကြိုကနေထွက်ပြေးလာတဲ့လူမင်းနဲ့ဆုံခဲ့ပါတယ်လူမင်းရဲ့ကျင့်စဉ်ကသူတို့မိသားစုရဲ့အနန္တမာယာတရားနဲ့ဆင်တူနေတာကိုမြင်တော့ဟုံးဟူချင်းဟာလောဘတက်သွားပါတယ်ဟုံးမိသားစုရဲ့ဘိုးဘေးတွေဟာရှေ့ရခင်ကလေးကရုံနံကင်းမဲ့သောမာယာတရားဆိုတဲ့အလွန်စွမ်းအားကြီးတဲ့ကျင့်စဉ်ကိုသိရှိခဲ့ပေမဲ့ဘယ်သူမှပြည့်ပြည့်စုံစုံမကျင့်ကြံနိုင်ခဲ့ပါဘူးအခုလူမေရဲ့ပေါ်ထွက်လာမှုဟာဟုံးဟူချင်းအတွက်တော့ရွှေအိုးကြီးကောက်ရတယ်လို့ပါပဲသူ့ရဲ့တကယ်အကြံကယူမေကိုကျင့်စဉ်တွေအကုန်တင်ပေးပြီးမှယူမေရဲ့မာယာတရားကိုပြန်လည်ဝါမျိုးပြီးမိမိကိုယ်တိုင်အဆင့်တက်ဖို့ပဲဖြစ်ပါတယ်ဟုံးဟူချင်းဟာယူမေကိုလုံးဝချုပ်ကင်နိုင်ဖို့အတွက်သူ့ရဲ့ကျင့်စဉ်အဆင့်ကိုအကြခံပြီးယူမေကိုအဆင့်မြင့်ပေးခဲ့ရုံတင်မကဟုံးမိသားစုရဲ့တွေးကိုပါလဲလှယ်ပေးခဲ့ပါတယ်ဒါဟာယူမေကိုသူ့ရဲ့သားကောင်အဖြစ်အပိုင်မွေးမြူထားတာပါတွေးလဲလှည့်ထားတဲ့အတွက်ယူမေဟာဘလောက်ပဲကြိုးစားပါစေရင်ရံနေပဲအဆင့်ထက်ပိုမတက်နိုင်တော့ပဲဟုံးဟူချင်းအတွက်အဆင့်သစ်စားသုံးလို့ရမယ်စေးလုံးတစ်လုံးလိုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့သူမတွက်စမိတာကဝမ်လင်းဆိုတဲ့နာမည်ကြီးလူတက်နက်ဖျားနဲ့ထိတ်တိုက်တွေ့ဖို့ဖြစ်လာတာပါပဲရန်ရင်ဂျိုကမိသားစုကြီးသုံးစုရဲ့ဘိုးဘေးတွေဟာသူတို့အသက်ဘေးကလွတ်ဖို့အတွက်ဝမ်လင်းကိုဒီပတိပခါတဲ့ဆွဲသွင်းခဲ့ပါတယ်ဟုံးဟူချင်းဟာမိမိကိုယ်ကိုအထင်ကြီးပြီးဝမ်လင်းကိုရန်စမိတဲ့အခါမှာတော့သူ့ရဲ့ရာစုနှစ်ချီကြံစည်ခဲ့တဲ့အစီအစဉ်တွေအားလုံးဟာဖဲထုတ်လို့ပြိုလဲသွားပါတော့တယ်ဝမ်လင်းရဲ့ကြောက်မက်ပွဲကောင်းလာတဲ့စွမ်းအားတွေအောက်မှာဟုံးဟူချင်းတယောက်ဘလို့တောင်အဆက်တကွဲညီကုန်းချုပ်သွားမလဲဆိုတာကတော့တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလာပါတယ်အခုဆိုရင်ဟုံးဟူချင်းဟာသူ့ရဲ့အစွမ်းကုန်စူးစမ်းအားထုတ်မှုတွေနဲ့မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့စူးစမ်းနေပေမဲ့ဝမ်လင်းရဲ့ရှေ့မှာတော့ဒါတွေအားလုံးဟာကလေးကစားစရာလိုဖြစ်နေပါတော့တယ်တပည့်ကိုအတုံးချပြီးကိုကျိုးရှာဖို့ကြံစီခဲ့တဲ့မြေကွေးအိုကြီးရဲ့ညီကုန်းဟာဘလို့ဖြစ်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်